ဖုံးမျက်နှာပြင်ထက်ကသူ့ရဲ့ပုံရိပ်လေးကိုငေးကြည့်နေမိတယ်။အရင်လိုတက်ကြွမနေတော့ပဲပြောင်းလဲသွားတဲ့သူ့ရဲ့ပုံစံလေးကိုမြင်လိုက်ရတဲ့အခါလေးနှလုံးသားတစ်ခုလိုမကြည့်အောင်နာကျင်ရပါတယ်။ဒါပေမဲ့လေသူ့ကိုပြစ်တင်ဝေဖန်ဖို့ငါမှစိတ်ကူးတော့မရှိရဲပါဘူး။အပြစ်တော့မတင်ရပါဘူးလေ။လောကကြီးကလူတိုင်းပေါ်မှာတစ်ခါတလေကြာရင်ကြမ်းတမ်းလွန်းတတ်တာပဲမဟုတ်လား။သူ့မှာလေသူဖြတ်တန်းနေရတဲ့ခက်ခဲပင်ပန်းမှုတွေသူ့ရင်ထဲမှာမျိုးတိတ်ထားတဲ့ဒဏ်ရာတွေရှိနေနိုင်တယ်လို့ပေါ့။တစ်ခါတလေကြာရင်ပြန်တွေးကြည့်ရင်လေငါရဲ့အတ္တတွေငါရဲ့မြင့်ကျက်မှုတွေကြောင့်သူ့ကိုစိတ်အနှောက်အယှက်ဖြစ်စေခဲ့တာမျိုးရှိခဲ့မှာပဲငါကြောင့်လေသူ့မှာစိတ်ညစ်ရတာတွေအသက်ရှူကျက်ရတာတွေရှိနေနိုင်တာပဲလေချစ်ရသူရဲ့ပြောင်းလဲသွားခြင်းနောက်ွယ်မှာအကြောင်းပြချက်ပေါင်းများစွာရှိနေလိမ့်မယ်အဲ့ဒီအကြောင်းပြချက်တွေကိုလိုက်လံစီစစ်ပြီးအပြစ်ရှာနေမယ့်အစားလေသူ့နေရာမှာကိုချင်းစာပြီးနားလေပေးဖို့ပဲငါစူးစမ်းတော့မယ်ဒါကြောင့်မင်းဘယ်လိုပဲပြောင်းလဲသွားပါစီလေမင်းရဲ့အစီအမပြေမှုတွေအားလုံးကိုဝေးဝေးကနေငါစာနာပေးပါမယ်မင်းစိတ်ညစ်နေရတဲ့ရက်တွေအများဆုံးကုံဆုံးပါစေလို့ဒီကနေပဲဆူတောင်းပေးရင်လေမင်းရဲ့အပြောင်းလဲတွေကိုမျက်မျက်နိုးနိုးနဲ့ပဲလက်ခံပေးထားပါရစေ Ты потерялась,